Fast မှာလီဗာပူးကိုစွန့်ခွာပြီး Chelsea ကိုသွားစရာအကြောင်းမရှိအားလုံးပဲမိပါပါဗျာ Daily Double ချန်နယ်လေးကနေပြန်လည်ကြိုလိုက်ပါရင် Chelsea ကနောက်ရောက်ဒီမှာချန်ပီယံလိဝင်ခွင့်မရထားတဲ့အသင်းပါဒါကြောင့် Chelsea အတွက် sponsor ရဖို့ခက်ခဲနေတယ်လို့ကစားမတွေကိုဆွဲဆောင်နိုင်ဖို့ဆိုတာကလည်းသူများထက်ခြေလမ်းမကနောက်ကောက်ကျနေကြရပါတယ်Chelsea အတွက်အစိုးရကအကောင်းလို့ပြောမှာကတော့လီဗာပူးစင်မှာရှုံးပွဲမရှိဘွန်ဒက်လီဂါချန်ပီယံဖြစ်ခဲ့တဲ့ Real Madrid နီးပြဟောင်းဇာဗီအလွန်ဆိုကိုနီးပြအသေးဖြင့်ခန့်နိုင်ခဲ့တာပါပဲအလွန်ဆိုက Chelsea ကိုကင်တွယ်ပြီးတပတ်တပွဲပဲကစားရမယ့်အချိန်မှာပရီးမီးယားလိမှာတာစီရဖို့ကြိုးစားရမှာပါဒီအတွက်အလွန်ဆိုကတပင်ဟောင်းတွေကိုပြန်ခေါ်ခြင်းကြောင်းကောလာဟလာတွေထွက်ပေါ်လာနေပါတယ်အလွန်ဆိုနဲ့လီဗာပူးစင်တုံးကအတွဲညီခဲ့တဲ့တပည့်ကျော် Florian Bass ဟာ FA မှာအသားကျဖို့ခက်ခဲနေပြီးပြီးခဲ့တဲ့တရားတီလုံးအပြစ်တင်ဝေဖန်စရာတစ်ခုဖြစ်နေခဲ့ပါတယ်ဒီတော့ Bass ကိုအလွန်ဆိုက Chelsea ကိုအရောက်ခေါ်မယ်လို့ဆုံးဖြတ်လိုက်ကြောင်းသတင်းတွေကထွက်ပေါ်နေတဲ့အခါအပြောင်းရွှေ့သတင်းတော့ Fabrizio Romano ကထွက်ပြီးရှင်းရပါတယ်မဟုတ်ပါဘူး Florian Bass ကနေရာဒီမှာအသင်းကနေထွက်မယ်ဆိုတာသတင်းပါပါဇာဗီလွန်ဆိုနဲ့ Florian Bass တို့ဟာအရန်ကောင်းတဲ့ဆက်ဆံရေးရှိပါတယ်လီဗာပူးစင်မာတုံးကလည်းနှစ်ယောက်ကအတူတူအနိုင်ရခဲ့ပြီးအောင်မြင်မှုတွေရှာဖွေနိုင်ခဲ့ပါတယ်ဒါပေမဲ့နှစ်သင်းကြားမှာတရားဝင်ဆွေးနွေးနေတာမျိုးဘာမှမရှိပါဘူးလို့ရိုမာနိုကပြောခဲ့ပါတယ်Chelsea ရှာဖွေနေတာက Vaz တို့ကစားမမဟုတ်သလိုလီဗာပူးအတွက်လည်း Vaz ကအရေးပါတဲ့ကစားမအဖြစ်ဆက်ပြီးရှိနေပါသေးတယ်Vaz ဟာလီဗာပူးမှာနေပြတဲ့အန်တိုနီအီယာအိုလာနဲ့ယာတီတစ်ကိုပြတ်တန်းရမှာပါ Vaz တို့အခုလောလောဆယ်တော့အာယုံဆိုင်ဆရာကဘာပလားရှိနေပါသေးတယ်Vaz နဲ့ဂျာမနီဟာကဘာပလားမှာအုပ်စု E ကနေကူရာကာအိုအီကွေဒေါအိုင်ဘရီကိုစတိုနဲ့အတူပါဝင်ရှင်မြန်ကစားရမှာဖြစ်ပါတယ်ကြည့်ရှုပေးကြတာကျေးဇူးတင်ပါတယ်